ဒေါ်လေယာကျန်းအခန်းကြီး19အပိုင်ငယ်တင်မှာ22တဖန်ထာဝရဘုရားသည်မောရှေနှင့်အာယုန်တို့ကိုခေါ်၍ထာဝရဘုရားစီရင်ထုံးဖွဲ့တော်မူသောပညတ်တရားဟုမူကားအပြစ်မပါတခါမျှတဘိုးမတင်ကွက်ကြားခြင်းမရှိအစင်းနီသောနွားမပြူကိုဣသရေလအမျိုးသားတို့သည်ဆောင်ခဲ့မည်အကြောင်းဆင့်ဆိုလော့ယေဘရဟိတ်အေလာဇာ၌အပ်၍တက်ပြင်သို့ဆောင်သွားပြီးမှသူရှိ၌အခြားသူတက်ရမည်ယေဘရဟိတ်အေလာဇာ၌အပ်၍တက်ပြင်သို့ဆောင်သွားပြီးမှသူရှိ၌အခြားသူတက်ရမည်ယေဘရဟိတ်အေလာဇာသည်အသွေးကိုလက်နှင့်ယူ၍ပရိသတ်စည်းဝေးရာတဲတော်ရှိစူးစူး၌9ကြိမ်ဖြန်းရမည်ယေဘရဟိတ်ရှိမှထိုနွားမ၏အယေအသားအသွေးချေးနုနှင့်တကွတကောင်လုံးကိုအခြားသူသည်မီးရှို့ရမည်ယေဘရဟိတ်သည်လည်းအကာရှသစ်သားဟုတုတ်ပင်ညွန့်နှင့်ညီမောင်းသောအထည်ကိုယူ၍နွားမမီးလောင်ရာတဲသို့ပစ်ချရမည်ထို့နောက်မိမိအဝတ်ကိုလျှော်၍ကိုလည်းရေချိုးပြီးမှတက်ထဲသို့ဝင်၍ညာဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်မီးရှို့သောသူသည်လည်းမိမိအဝတ်ကိုလျှော်၍ကိုလည်းရေချိုးပြီးမှညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်စင်ကြယ်သောသူတစ်စုံတစ်ယောက်သည်နွားမ၏ပြောင်ကိုစုသိမ်း၍တပ်ပြင်မှာစင်ကြယ်သောအရပ်၌ထားရမည်ဣသရေလအမျိုးပရိသတ်အဖို့စင်ကြယ်စေသောရေဖော်ဖို့ထိုပြောင်ကိုတို့ထားရမည်အပြည့်နှင့်ကင်းစင်စေရဖို့ဖြစ်သည်နွားမ၏ပြာကိုစုသိမ်းသောသူသည်လည်းမိမိအဝတ်ကိုလျှော်၍ညာဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်ဤ၍ကဣသရေလအမျိုးသားတဲခိုသောတပါးအမျိုးသားတို့သည်အစဉ်အမြဲစောင့်ရသောပညတ်ဖြစ်သည်လူသေးကောင်ကိုထိသောသူသည်9ရက်မစင်ကြယ်ဖြစ်လိမ့်မည်3ရက်မြောက်သောနေ့၌ထိုပြာနှင့်ကိုတန်ရှင်းစေ၍9ရက်မြောက်သောနေ့၌စင်ကြယ်လိမ့်မည်3ရက်မြောက်သောနေ့၌ကိုမတန်ရှင်းစေလျင်9ရက်မြောက်သောနေ့တိုင်အောင်မစင်ကြယ်ရလူသေးကောင်ကိုထိ၍ကိုမတန်ရှင်းစေသောသူသည်ထာဝရဘုရား၏တဲတော်ကိုညှဉ်းညူးစေ၏ထိုသူကိုဣသရေလအမျိုးမှပယ်ရှင်းရမည်စင်ကြယ်စေသောရေဖြန်းခြင်းကိုမခံသောကြောင့်မစင်ကြယ်ဖြစ်၏စင်ကြယ်ခြင်းသို့မရောက်သေးတဲ၌လူသေးလျင်စောင့်ရသောတရားဟုမူကားတဲသို့ဝင်သောသူတဲ၌ရှိနေသောသူအပေါင်းတို့သည်9ရက်ပတ်လုံးမစင်ကြယ်ဖြစ်ကြလိမ့်မည်မဖုံးဘဲဖွင့်ထားသောအိုးရှိသမျှတို့သည်လည်းမစင်ကြယ်ဖြစ်ကြလိမ့်မည်တက်၍တည်သောသူနာ၍တည်သောသူလူသေးအယိုးလူသင်းချိုင်းကိုလေပြင်း၌တွေ့၍ထိလျင်9ရက်ပတ်လုံးမစင်ကြယ်ဖြစ်လိမ့်မည်မစင်ကြယ်သောသူဖို့အပြစ်ကင်းစေရာမီးရှို့သောနွားမ၏ပြာအချို့ကိုယူ၍စီးသောရေနှင့်အတူအိုး၌ထည့်ပြီးမှစင်ကြယ်သောသူသည်ဟုတုတ်ပင်ညွန့်ကိုရေ၌နှင့်၍တဲပေါ်မှ၎င်းတစားများတဲ၌ရှိသောလူများပေါ်မှ၎င်းလူသေးအယိုးတက်၍တည်သောသူနာ၍တည်သောသူလူသင်းချိုင်းကိုထိသောသူပေါ်မှ၎င်းထိုရေကိုဖြန်းရမည်စင်ကြယ်သောသူသည်မစင်ကြယ်သောသူကို3ရက်မြောက်သောနေ့9ရက်မြောက်သောနေ့၌ဖြန်းရမည်9ရက်မြောက်သောနေ့၌ကိုတန်ရှင်းစေလျက်မိမိအဝတ်ကိုလျှော်၍ရေချိုးလျင်ညဦးအချိန်တွင်စင်ကြယ်လိမ့်မည်မစင်ကြယ်သောသူသည်ကိုတန်ရှင်းစေခြင်းကမပြုလျင်ထာဝရဘုရား၏တန်ရှင်းရာဌာနတော်ကိုညှဉ်းညူးစေသောကြောင့်ပရိသတ်မှပယ်ရှင်းခြင်းကိုခံရမည်စင်ကြယ်စေသောရေဖြန်းခြင်းကိုမခံသောကြောင့်မစင်ကြယ်ဘဲနေ၏အစဉ်အမြဲစောင့်ရသောပညတ်ဟုမူကားစင်ကြယ်သောရေကိုဖြန်းသောသူသည်မိမိအဝတ်ကိုလျှော်ရမည်ထိုရေကိုထိသောသူလည်းညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်မစင်ကြယ်သောသူထိသမျှသောအရာသည်လည်းမစင်ကြယ်ဖြစ်လိမ့်မည်ထိုအရာကိုထိသောသူလည်းညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ဒေါလရကျမ်းအခန်းကြီး20အပိုင်ငယ်1မှ29
တက္ကရာ40ပထမလ၌ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်ဇိနတော်သို့ရောက်၍ကာဒေရှအရပ်၌နေကြ၏ထိုအရပ်၌မိရိအန်သေ၍တကြိုလေ၏ပရိသတ်တို့တောက်เสียရေမရှိသောကြောင့်မောရှေနှင့်အာယုန်တစ်ဖက်၌စုဝေးကြလျက်ထာဝရဘုရားရှေ့မှာငါတို့အကိုများတည်သောအခါငါတို့လည်းမတည်ပါလေငါတို့နှင့်ငါတို့တရိษံများကိုတည်စေခြင်းကထာဝရဘုရား၏ပရိသတ်ကိုဤတော်သို့အဘဲကြောင့်ဆောင်ခဲ့သည်။ငါတို့ကိုအေဂုတုပြည်မှထွက်စေ၍ဤဆိုးသောအရက်သို့အဘဲကြောင့်ဆောင်ခဲ့သည်။ဤအရက်သည်လဲလုတ်เสียမကောင်းသင်းဘောတဖန်းပင်စပြစ်နွယ်ပင်တလဲပင်စိုက်เสียမကောင်းတောက်เสียရေမြမရှိဟုမောရှေကိုအပြစ်တင်၍ဆိုကြ၏။မောရှေနှင့်အာယုန်တို့သည်လူအစုအဝေးမှထွက်၍ပရိသတ်စည်းဝေးရာတဲတော်တကားဝသို့သွားသဖြင့်ကြက်ဝတ်လျက်နေကြစဉ်ထာဝရဘုရား၏ဘုန်းတော်သည်ထင်ရှားလေ၏ထာဝရဘုရားကလည်းလှံတံတော်ကိုကန်ယူ၍သင်၏အကိုအာယုန်ပါလျက်ပရိသတ်များကိုစုဝေးစေလော့သူတို့ရှေ့မှာကြောက်ကိုမှားထားလော့ကြောက်သည်မိမိရေကိုပေးလိမ့်မည်ထို့သောသင်သည်ကြောက်ထဲကရေကိုထွက်ဆွေ၍ပရိသတ်များနှင့်သူတို့တရိษံများတို့အားတောက်ဖို့ရေကိုပေးရမည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေသည်လှံတံတော်ကိုထာဝရဘုရားရှေ့တော်ကယူ၍အာယုန်ပါလျက်ပရိသတ်တို့ကိုကြောက်ရှေ့မှစုဝေးစေပြီးလျင်အချင်းတပုံတို့နားထောင်ကြလော့ငါတို့သည်သင်တို့အဖို့ဤကြောက်ထဲကရေကိုထွက်စေရမည်လောဟုဆိုလျက်မိမိလက်ကိုဆန့်၍ကြောက်ကိုလှံတံနှင့်နှစ်ကြိမ်ရိုက်သဖြင့်ရေသည်များစွာထွက်၍လူပရိသတ်တို့နှင့်တရိษံတို့သည်တောက်ရကြ၏ထာဝရဘုရားကလည်းသင်တို့သည်ငါ့ကိုမယုံကြည်ဣသရေလအမျိုးသားတို့ရှေ့မှာငါ့ကိုမယုံမသိပြုသောကြောင့်ဤပရိသတ်တို့အားငါပေးသောပြည်သို့သင်တို့သည်ပို့ဆောင်သောအခွင့်ကိုမရကြဟုမောရှေနှင့်အာယုန်တို့အားမိန့်တော်မူ၏ဣသရေလအမျိုးသားတို့သည်ထာဝရဘုရားကိုစန့်ကျင်ဘက်ပြုတော်လဲသူတို့တွင်ယိုသေလေးမြတ်ခြင်းကိုခံတော်မူသောကြောင့်ထိုရေသည်မေရိဘရေဖြစ်သည်မောရှေသည်ကာဒေရှအရပ်မှအေဒုံရှင်ဘုရင်ထံသို့တန်တမန်တို့ကိုစေလွှတ်၍ကိုရောညီဣသရေလကအကျွန်ုပ်တို့တွေ့ရသောအမှုအလုံးစုံဒီဟုသောအကျွန်ုပ်တို့ဘိုးဘေးသည်အေဂုတုပြည်သို့သွား၍အကျွန်ုပ်တို့သည်အေဂုတုပြည်မှာကာလကြာမြင့်စွာနေသဖြင့်အေဂုတုလူတို့သည်အကျွန်ုပ်တို့နှင့်ဘိုးဘေးများကိုညှင်းဆဲကြောင်းအကျွန်ုပ်တို့သည်ထာဝရဘုရားကိုအော်ဟစ်သောအခါကောင်းကင်တမန်ကိုစေလွှတ်၍အကျွန်ုပ်တို့ကိုအေဂုတုပြည်မှနှုတ်ဆောင်တော်မူကြောင်းကိုတော်သိပါ၏ယခုမှအကျွန်ုပ်တို့သည်ကိုတော်၏နိုင်ငံအစွန်အနားကာဒေရှအရပ်၌ရှိကြပါ၏ကိုတော်ပြည်အလယ်၌ရှောက်၍သွားပေရစေလေယာများစပြည့်ဥယျာဉ်များကိုမနှင်းပါတွင်းရည်ကိုလည်းမတောက်ပါကိုတော်ပြည်နယ်ကိုမလွန်မီတိုင်အောင်လက်ရဘတ်လက်ဝဲဘတ်တို့မလွဲမင်းလန်းတို့သာရှောက်လိုက်ပါမည်ဟုတောင်းပန်စီ၏အေဒုံကလည်းတင်သည်ငါပြည်အလယ်၌မလျှောက်မသွားရရှောက်သွားလိုက်ရင်ဓာလက်နက်နှင့်စီးတားမည်ဟုပြန်ပြော၏ဣသရေလအမျိုးသားတို့ကလည်းမင်းလန်းတို့သာရှောက်လိုက်ပါမည်ကိုတော်မှဆ၍တရိษံတို့သည်ကိုတော်ရေကိုတောက်လျင်အဖိုးကိုပေးပါမည်အခြားသောအမှုကိုမပြုဘဲခြေဖြင့်သွားယုံမျှသာပြုပါမည်ဟုဆိုတော်လဲအေဒုံကသင်သည်ရှောက်၍မသွားရဟုဆိုလျက်များစွာသောဘိုးချေအလုံးရင်းနှင့်တကွစီးတားခြင်းကထွက်လာ၏ထို့သောအေဒုံသည်သူဤပြည်အလယ်၌ရှောက်သွားသောအခွင့်ကိုဣသရေလအားမပေးသောကြောင့်ဣသရေလသည်လွှဲရှောင်လေ၏ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်ကာဒေရှအရပ်မှပြောင်း၍ဟောရတောင်သို့ရောက်ကြ၏အေဒုံပြည်စွန်းနာဟောရတောင်ပေါ်မှာထာဝရဘုရားသည်မောရှေနှင့်အာယုန်ကိုခေါ်၍သင်တို့သည်မေရိဘဆိုင်းရည်နားမှငါစကားကိုစန့်ကျင်သောကြောင့်ဣသရေလအမျိုးသားတို့အားငါပေးသောပြည်သို့အာယုန်သည်မဝင်ရမိမိလူမျိုးစည်းဝေးရာသို့သွားရမည်တို့ဖြစ်၍အာယုန်နှင့်သူဤသားအေလာဇာကိုခေါ်၍ဟောရတောင်ပေါ်သို့ဆောင်သွားပြီလျင်
အာယုံဤအဝတ်ကိုချွတ်၍သူဤသားအေးလာစာကိုဝတ်စေပြီးမှအာယုံသည်ထိုအရ၌တည်၍မိမိလူမျိုးစည်းဝေးရာသို့တွားရမည်ဟုမိန့်တော်မူသည့်အတိုင်းမောရှေပြု၍သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှဟောရတောင်ပေါ်သို့တက်ကြ၏မောရှေသည်အာယုံ၏အဝတ်ကိုချွတ်၍သားအေးလာစာကိုဝတ်စေပြီးမှအာယုံသည်တောင်ထိပ်၌တည်လေ၏မောရှေနှင့်အေးလာစာတို့သည်တောင်ပေါ်ကဆင်းလာကြ၏အာယုံသည်အနိစ္စရကြောင်းကိုပရိသတ်အပေါင်းတို့သည်သိမြင်သောအခါဣသရေလအမျိုးသားရှိသမျှတို့သည်အာယုံအတွက်အရက်30ပတ်လုံးငိုကြွေးမြူတမ်းခြင်းကိုပြုကြ၏ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်ငယ်1မှ59ထိုအခါအတိုင်းမသိများစွာသောလူတို့သည်စုဝေး၍အချင်းချင်းမိမိမတက်နေကြသည်ရှိသောယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသည်ကားလျှို့ဝှက်ခြင်းတည်းဟုသောဟာရီရှဲတို့၏တစေးကိုရှေးဥစွာကျင့်ဆောင်ကြလော့ဖုံးထားလျက်ရှိသမျှတို့သည်ပွင့်လိမ့်မည်စိတ်ကြွယ်ရာ၌ရှိသမျှတို့သည်လည်းထင်ရှားလိမ့်မည်မှောင်မိုက်၌တင်တို့ပြောသမျှသောအရာများကိုသူတစ်ပါးတို့သည်အလင်း၌နားကြားကြလိမ့်မည်တင်တို့သည်အခန်းထဲမှနားအပါး၌ပြောသောအရာများကိုအိမ်မိုးပေါ်မှာဟစ်ကြော်ကြလိမ့်မည်ငါအဆွေတို့တင်တို့အားငါဆိုသည်ကားကိုခန္ဓာကိုတတ်၍နောက်တစ်ဖန်အလင်းမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်အဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုတတ်ပြီးမှငရဲတဲ့သို့ချနိုင်သောသူကိုကြောက်ကြလော့ငါအမှန်ဆိုသည်ကားထိုသူကိုကြောက်ကြလော့စာငတ်9ကောင်ကိုအတရိ2ပြားအဖိုးနှင့်ဝယ်ရသည်မဟုတ်လောထိုစာငတ်တစ်ကောင်ကိုမြဖျားသခင်မေ့လျော့တော်မူတင်တို့သပင်သည်လည်းအကောင်အစင်ရေတွက်လျက်ရှိ၏ထို့ကြောင့်မကြောက်ကြနှင့်တင်တို့သည်စာငတ်အများတို့ထက်သာ၍မြတ်ကြ၏ငါဆိုသည်ကအကျဉ်သူသည်လူတို့ရှေ့မှငါကိုဝန်ခံအံ့ဘုရားသခင်ဤကောင်းကင်တမန်တို့ရှေ့မှလူသားသည်ထိုသူကိုဝန်ခံမည်အကျဉ်သူသည်လူတို့ရှေ့မှငါကိုညင်းပယ်အံ့ဘုရားသခင်ဤကောင်းကင်တမန်တို့ရှေ့မှထိုသူကိုငါညင်းပယ်မည်လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကအပြစ်နှင့်လွတ်စင်ခြင်းအခွင့်ကိုရနိုင်၏တန်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့သောသူမည်သည်ကအပြစ်နှင့်လွတ်စေခြင်းအခွင့်ကိုမရနိုင်ရာသင်တို့ကိုတရားစရသို့၎င်းအကဲအမူမင်းများရှိသို့၎င်းပို့ဆောင်ကြသောအခါအဘယ်သို့ပြန်ပြောရမည်ကိုမစိုးရင်နှင့်အကြောင်းမူကားထိုခဏချင်းတွင်အဘယ်သို့ပြောရမည်ကိုတန်ရှင်းသောဝိညာဉ်တော်သည်အကြံပေးမည်ဟုမိန့်တော်မူ၏လူအစုအဝေး၌ပါသောသူတစ်ယောက်ကအရှင်ဖေယအကျွန်ုပ်အကိုသည်အမွေဥစ္စာကိုအကျွန်ုပ်အားဝေပေးပါမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လျင်ကိုတော်ကအချင်းလူအဘယ်သူသည်တင်တို့အမှုကိုစီရင်ခွဲဝင်ပိုင်သောအခွင့်ကိုငါအားအပ်ပေးသည်နည်းဟုမေးတော်မူ၏ထိုမှတပါလောဘလွန်ကျူးခြင်းကိုတတိနှင့်ကျင့်ဆောင်ကြလော့အကြောင်းမူကားစီးစိမ်ရှိတော်လဲစီးစိမ်၌အသက်မတည်ဟုမိန့်တော်မူ၏တဖန်ဥပမာစကားကိုမိန့်တော်မူသည်ကားတထေးတဦး၌မြေကောင်း၍အသီးအနှံများလာ၏ထိုတထေးကငါသည်အဘယ်သို့ပြုရမည်နည်းအသီးအနှံကိုတူထားเสียအရက်မရှိပြုမိအကြံမူကားငါတိုက်များကိုဖြတ်၍ကျဲသောတိုက်တို့ကိုတီးပြီးမှငါဤအသီးအနှံဥစ္စာရှိသမျှတို့ကိုတူထားရမည်ငါဝိညာဉ်အားလည်းအချင်းဝိညာဉ်သင်သည်နှိပ်ပေါင်းများစွာတောင်းဆောင်ရန်ဥစ္စာများကိုတူထားလျက်ရှိ၏ငြိမ်ဝတ်စွာနေလောစားတောက်ခြင်းပျော်မွေ့ခြင်းကိုပြုလောငါပြောမည်ဟုတထေးအကြံရှိ၏ထိုတို့အကြံရှိစဉ်တွင်ဖျားသခင်ကအချင်းလူမိုက်ယနေ့ညပင်သင်ဤဝိညာဉ်ကိုရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်တို့ဖြစ်၍သင်သည်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုတထေးအားမိန့်တော်မူ၏ထိုအတူကိုအဖို့ဗန္နာများကိုစီးပူ၍ဖျားသခင်ရှေ့တော်၌ဆင်းရဲသောမြည်သည်ကားထိုတထေးနှင့်တူသည်ဟုမိန့်တော်မူ၏တဖန်တပည့်တော်တို့အားမိန့်တော်မူသည်ကား
ထို့ကြောင့်သင်တို့သည်အဘယ်သို့စားရမည်ဟု၍အသက်အဖို့မစိုးရင်ကြနှင့်အဘယ်သို့ဝေးရမည်ဟု၍ကိုယ်အဖို့မစိုးရင်ကြနှင့်ဟုငါဆို၏အစာထက်အသက်မြတ်သည်မဟုတ်လောအဝတ်ထက်ကိုမြတ်သည်မဟုတ်လောကြီးကမ်းများကိုကြည့်ရှုဆင်ခြင်ကြလောထိုငှက်တို့သည်မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမရိတ်စပားကြည်မရှိဘန္နာတိုက်မရှိသို့တော်လည်းဖျားသခင်သည်သူတို့ကိုကျွေးမွေးတော်မူ၏ထိုငှက်တို့ထက်သင်တို့သည်အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည်စိုးရိမ်ခြင်းအပြင်မိမိအသက်တာကိုတထောင်ခန့်မြတိုးပွားစေနိုင်သည်။ထို့သောအငယ်ဆုံးသောအမှုကိုမျှမတတ်နိုင်လျင်ကျွင်းသောအမှုကိုအဘဲကြောင့်စိုးရိမ်ကြသည်။နှင်းပင်တို့သည်အဘယ်သို့သောအားဖြင့်ကြီးပွားသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ထိုအပင်တို့သည်အလုတ်လည်းမလုတ်ချီဖြစ်စေခြင်းကမငင်မဝင့်သို့တော်လည်းဘုံကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည်ထိုအပင်တပင်မျှ၏အဝတ်ကိုမမီဟုငါဆို၏ယုံကြည်အားနည်းသောသူတို့ယနေ့အသက်ရှင်လျက်နတ်ဖြံမီးဖို့တဲသို့ရောက်သောတောမြက်ပင်ကိုဖျားသခင်သည်ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျင်ထိုမြတ်မကသင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လောထို့ကြောင့်အဘယ်သို့စားရအံ့နည်းအဘယ်သို့တောက်ရအံ့နည်းဟု၍မရှာဖွေကြနှင့်တောကမှွေနှောက်ခြင်းလဲမရှိကြနှင့်ထိုအရာများကိုလောကီသားအမျိုးမျိုးတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုသင်တို့သည်အသုံးလိုချောင်းကိုသင်တို့အဘသိတော်မူ၏သင်တို့မူကားဖျားသခင်၏နိုင်ငံတော်ကိုရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံသို့စုငယ်သင်တို့သည်မကြောက်ကြနှင့်သင်တို့အဘသည်သင်တို့အားနိုင်ငံကိုပေးခြင်းကအလိုရှိတော်မူ၏သင်တို့ဥစ္စာများကိုရောင်း၍ဆင်းရဲသားတို့အားစွန့်ကြဲကြလော့မဆွေးမဟောင်းတတ်သောအိတ်တို့ကိုသုံးဖို့လုပ်ကြလော့တခိုးမရောက်ပိုးမြတ်မဖြတ်စည်းရအရက်ကောင်းကင်ဘုံ၌မကုံမဆုံးနိုင်သောဘန္နာကိုစီးပူးကြလော့အကြောင်းမူကားအကျင့်အရက်၌သင်တို့၏ဘန္နာရှိ၏ထိုအရက်သို့သင်တို့စိတ်နှလုံးရောက်တတ်၏သင်တို့သည်ကပန်းစည်းလျက်စီမီထွန်းလျက်နေသဖြင့်သခင်သည်မင်္ဂလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကိုမျှော်လင့်၍နေသောကြုံကဲ့သို့ရှိနေကြလော့အကျဉ်ကြုံတို့သည်စောင်းလျက်နေသည်ကိုသခင်သည်ပြန်လာ၍တွေ့၏ထိုကြုံတို့သည်မင်္ဂလာရှိကြ၏ငါအမှန်ဆိုသည်ကသခင်သည်ကပန်းစည်းလျက်ကြုံတို့ကိုစပွဲ၌လှောင်းစေပြီးမှကိုယ်တိုင်လာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်နှစ်ချက်တီးအချိန်ဖြစ်စေသုံးချက်တီးအချိန်ဖြစ်စေသခင်သည်လာ၍ထိုတို့တွေ့လျင်ထိုကြုံတို့သည်မင်္ဂလာရှိကြ၏အိမ်ရှင်သည်တခိုးလာမည့်အချိန်နာရီကိုသိရလျင်မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းကစောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလော့အကြောင်းမူကားသင်တို့မထင်မှတ်သောအချိန်၌လူသားသည်ကြွလာမည်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်ဤဥပမာကိုအကျွန်ုပ်တို့အားသာမိန့်တော်မူသလောလူအပေါင်းတို့အားမိန့်တော်မူသလောဟုမေးလျှောက်လျင်သခင်ဖျားကအိမ်ရှင်သည်မိမိအိမ်သားတို့အားအချိန်တန်လျင်အစားအသောက်တို့ကိုဝေဖန်စေခြင်းကအအချုပ်ခန့်ထား၍သစ္စာနှင့်၎င်းတတိပညာနှင့်၎င်းပြည့်စုံသောကြုံကအဘယ်သူနည်းအကျဉ်ကြုံသည်ဤသို့ပြုလျက်နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့၏ထိုကြုံသည်မင်္ဂလာရှိ၏ငါအမှန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသမျှတို့ကိုထိုကြုံ၌အပ်လိမ့်မည်သို့မဟုတ်မူကားအကျဉ်ကြုံကငါအရှင်လာခဲလိမ့်မည်ဟုစိတ်ထဲ၌အောက်မေ့သည်နှင့်ကြုံခြင်းယောက်ျားမိန်းမတို့ကိုရိုက်ပုတ်လျက်စားတော့ရမှုလျက်နေ၏ထိုကြုံမကြည့်မမျှော်သောနေ့ရက်မကြားမသိသောအချိန်နာရီ၌သခင်သည်ရောက်လာလျင်ထိုကြုံကိုပြင်းစွာဆုံးမကွပ်မျက်၍သစ္စာမရှိသောသူတို့နှင့်တကွနေရာချလက်တံအကျဉ်ကြုံသည်မိမိသခင်၏အလိုကိုသိလျက်နှင့်
အသင့်မနေသခင်ဤအလိုကိုမဆောင်ထိုကျွန်သည်များစွာသောဒဏ်ကိုခံရ၏သခင်ဤအလိုကိုမတိဘဲလျက်ဒဏ်ခံထိုက်သောအမှုကိုပြုမိသောသူမူကားအနှဲငယ်သောဒဏ်ကိုသာခံရ၏အကျဉ်သူသည်များစွာသောကျေးဇူးကိုခံရ၏ထိုသူသည်အများကိုဆက်ရ၏အကျဉ်သူ၌များစွာသောဥစ္စာကိုအနှင်း၏ထိုသူကိုများစွာတောင်းလိမ့်မည်မြေပေါ်၌မီးလောင်စေခြင်းကငါလာသည်ထိုမီးမညှိမိတိုင်အောင်ငါ၏အလိုမပြည့်စုံဗတ္တိဇံတစ်ခုကိုလည်းငါခံเสียရှိ၏ထိုဗတ္တိဇံကိုမခံမီတိုင်အောင်ငါသည်အလွန်ညည်းငွေသောစိတ်ရှိ၏မြေပေါ်မှာငြိမ်သက်ခြင်းကိုပေးအပ်သောငါလာသည်ဟုထင်ကြသလောထိုတို့အလို့ငါလာသည်မဟုတ်အချင်းချင်းကွဲပြားစေခြင်းကငါလာသည်ဟုငါဆို၏အဘယ်တို့နည်းဟုမူကားယခုမှစ၍အိမ်တအိမ်၌နေသောလူ9ယောက်တို့သည်2ယောက်တစု3ယောက်တစုအချင်းချင်းကွဲပြားလိမ့်မည်အဘနှင့်သားအမိနှင့်သမီးယောက်ခမနှင့်ချွေးမအချင်းချင်းကွဲပြားလိမ့်မည်ဟုမိန့်တော်မူ၏တဖန်လူအစုအဝေးတို့အားမိန့်တော်မူသည်ကားသင်တို့သည်အနောက်မျက်နှာ၌မိုးရိပ်တက်သည်ကိုမြင်သောအခါမိုးရွာမည်ဟုချက်ချင်းဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏တောင်လေလာသည်ကိုမြင်သောအခါနေပူမည်ဟုဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏လျှို့ဝှက်သောသူတို့သင်တို့သည်မြေကြီး၏မျက်နှာနှင့်မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏ယခုကပ်ကာလကိုအဘဲကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်းထိုမှတပါဖြောင့်မတ်ခြင်းတရားကိုအဘဲကြောင့်အလိုအလျောက်ပိုင်းခြား၍မသိကြသနည်းသင်သည်တရားတွေ့ပတ်နှင့်အတူမင်းထံသို့သွားသောအခါအမှုပြေစေခြင်းကလမ်း၌ကြိုးစားလောသို့မဟုတ်တရားတွေ့ပတ်သည်တရားသူကြီးရှေ့သို့ဆွဲမည်တရားသူကြီးသည်လူလင်ခေါင်း၌အပ်၍လူလင်ခေါင်းသည်ထောင်ထဲ၌လှောင်ထားမည်လျော်ပြင့်ငွေရှိသမျှကိုမလျော်မီတိုင်အောင်ထောင်ထဲကမထွက်ရငါဆိုသည်ဟုမိန့်တော်မူ၏ဂျာနာဆင်ကျင်သူတူတယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကြွယ်ဝသောကောင်းချီးမင်္ဂလာပေးပါစေ